25ရက်နေ့ကြော်ပြီးနောက်ပိုင်းမှာငွေအထူးဝင်ကိန်းရှိတဲ့နေ့နံလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ဒီခရစ်စမတ်25ရက်ကြော်ပြီးနောက်ပိုင်းမှာကန်ဆာတာအမြင့်ဆုံးငွေ3000ရာချီတန်းပေါင်းရာချီငွေ10သိန်း10တန်း10ကလေးချီဝင်ကိန်းရှိတဲ့နေ့နံလေးတွေကိုပြောပြသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ကောက်လေးက follow လေးမနေ့ရသေးရင်လည်း follow လေးနှိပ်ခဲ့ပေးဖို့ရတောင်းဆိုပါတယ်ခင်ဗျာတဲလေးနေချင်း share ခါနဲ့ subscribe နေချင်းမြင်လဲအားပေးသွားဖို့ရတောင်းဆိုပါတယ် comment လေးအောက်မှာလည်းအားပေးနေပါတယ်ဆိုရင်အားပေးနေပါတယ်ဆိုရင်မှတ်မိတော့ပါဒီခရစ်စမတ်25ရက်နေ့ကြော်ပြီးနောက်ပိုင်းမှာပေါ့နော်ကန်ဆာတာအမြင့်ဆုံးထိပေါက်ကိန်းချက်ပေါက်ကိန်းရှိတဲ့ပြင်မှာငွေ10သိန်း10တန်း10ကလေးချီဝင်ကိန်းရှိပြီးတော့နေနံလေးထဲမှာကန်ဆာတာအမြင့်ဆုံးအဖြစ်ရက်တည်နေတာကတော့တနင်္လာသားသမီးဖြစ်ပါတယ်တနင်္လာသားသမီးတဒီတပတ်တာတော့ဒီမှာကန်ကြမာအနေနဲ့ရန်နမကိုမြင့်တက်ပြီးတော့ကောင်းမွန်လာမှာဖြစ်ပါတယ်တနင်္လာသားသမီးတောက်ကြသားသမီးအင်္ဂါသားသမီးကြာတာပရိသားသမီးအဲ့ဒီနေနံလေးကူကငွေ10သိန်း10တန်း10ကလေးချီဝင်လာတော့မယ်မကြခင်ချိန်တော်တွင်မှာငွေအလုံးလိုက်ခဲလိုက်ရင်းလိုက်ကိုကင်လာရတော့မှာဖြစ်ပါတယ်ကန်ဆာတာအနေနဲ့ရန်နမကိုမြင့်တက်လာပြီးဖြစ်တဲ့အတွက်ကြောင့်ကန်ကောင်းဆုံးနေနံလေးအဖြစ်ရက်တည်နေပါတယ်ရွှေမုံငွေမိုးကြတဲ့လက်လာပါတယ်တဲ့အထူးပွင့်လန်းလာတော့မယ်ဖြစ်ချင်သောဆန္ဒလေးတွေရည်မှန်းချက်မှန်သမျှရည်ရွယ်ချက်မှန်သမျှအားလုံးဟာပြည့်စုံလာတော့မယ်လို့ပြောမှာဖြစ်ပါတယ်အဲ့ဒီနေ့နံလေးတွေပါပါတယ်ဆိုရင် share ခါနဲ့ subscribe နေပြီးတော့ comment လေးအောက်မှာငွေ10သိန်း10တန်း10ကလေးရှိဝင်ပါစီဆိုပြီး comment လေးအောက်မှာမှတ်ပြီးတော့ပါကြံသောနေ့နံလေးတွေလက်လာပါအထူးရှင်လန်းစေရန်ဒီ25ရက်နေ့ကစပြီးတော့ဒီ9ရက်အတွင်းပေါ့နော်ငွေကြေးလက်လာပါတယ်အထူးပွင့်လန်းခြင်းနဲ့ထိပေါက်တို့ချဲပေါက်တို့ငွေကြေးလက်လာပါတယ်ပြည့်စုံခြင်းပါတယ်ဆိုရင် ETP အရဟံလာပါ ETP အရဟံလာပါ ETP အရဟံလာပါဆိုပြီး3ချိန်ရုပ်ပြီးတော့ငွေ10သိန်း10တန်း10ကလေးထိဝင်ပါစီကြောင်းရုံရုံကြည်ကြည်လေးနဲ့ comment လေးအောက်မှာဆုတောင်းပြီးတော့ပါမကြခင်ချိန်တော်တွင်မှာထူးထူးခြားခြားလေးနဲ့ကံကောင်းလာပါလိမ့်မယ်ခင်ဗျာ